ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ Podcast Channel ကနေကြိုဆိုလိုက်ပါရရှင်ကျမတို့ Channel လေးကနေတည်ရဇလန်ကောင်းများစွာနဲ့ခမရဖြစ်ရဲ့စံပြေဇလန်ကောင်းလေးကိုနေ့စဉ်တင်ဆက်ပေးနေရပဲဖြစ်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမှာကတော့ရေတကုံချောင်းဆိုတဲ့ဇလန်လေးရဲ့အစားဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇလန်လေးမစားတင်မီကျမတို့ရဲ့ Channel ကို Like and Subscribe လေးနှိပ်သွားဖို့နဲ့ဇလန်တီများစွာကိုမလွတ်တဲ့နားဆင်နိုင်ဖို့ဘေးနားအနိုတီခါလောင်လေးကိုလည်းနှိပ်သွားပေးဖို့မေးပါနေရှင်။ဒါဆိုရင်ဇလန်လေးကိုပဲစတင်လိုက်ပါပြီ။ဒီနေ့တော့မိုးကောင်းတာပဲ။မိုးကောင်းတော့နှမ်းအောင်တာပေါ့။ဒါပေမဲ့မိုးကောင်းလွန်သွားရင်လေနှမ်းပြက်ရောပြို့။ကူးချိန်ထိတော့မစိုးပြောရမှာပဲ။လူတလောက်မိုးပေးပါလို့ဗျ။အောက်ပြီးအောက်ရမှာတော့ဒီချိန်ဆိုရင်မိုးတွေကတုံအောင်ချနေတော့ပြီဗျ။ဝါဆိုဝါကောင်ရေရီကြီးလို့ဆိုတာအောက်ပြီးအောက်ရအတွက်ရေဖွဲ့ခဲ့တဲ့ကြပြပေါ့။ကျိုးတို့ညာမှာတော့မိုးကခပ်ဖွဲဖွဲပါပဲဒါပေမဲ့တာတီဟာဝါဆိုဝါကောင်ရေကြီးချိန်မှာတပြေးသီးမဲ့တွေကောက်ခဲ့ဘူးသားဗျချင်းတွင်းမြေရဲ့လက်တက်ချောင်းခွဲတစ်ခုပေါ့ရေတကုံချောင်းနေကျိုးတို့ထနောင်းကုန်နေတော့အတော်လေးတန်းတာချောင်းကဲနှစ်ဘေးမှာရွာတီရဲ့နေရာလေးဗျရေတကုံချောင်းကဘရားစပြီးတော့စီးလာတွေတော့မပြောတတ်ဘူးချင်းတွင်းမြေနဲ့မပေါင်းခင်ထိဆိုရင်တော့ချောင်းကမ်းမှာတခြားတီထားတဲ့ရွာပေါင်းဘလောက်တောင်ရှိတယ်ဆိုတာလေကျုပ်မသိဘူးဗျကျုပ်ဒီတလောက်ပြောရရင်တော့ချောင်းရဲ့ဟိုဘက်ကမ်းမှာဝဲပြန်ရွာရေကမြင်းရွာအင်တော်ရွာစင်းအောင်ရွာစင်မောင်းရွာဆိုတာတွေရောရှိတယ်ချောင်းဒီဘက်ကမ်းမှာတော့အစံပေါက်ရွာလက်တက်ခွေးရွာတောင်းရီကျော်ရွာစင်မသားမွေးရွာချင်းစုရွာတွေရှိတယ်ကျုပ်ရောက်ဘူးရဲ့လက်တက်ခွေးရွာလေးဗျဖိုးလူတွေခေါ်လို့ကျုပ်လိုက်သွားတာရေတကုံချောင်းကနေထပ်ပြီးခွဲထားတဲ့ချောင်းလက်တက်လေးမှာတီးထားတဲ့ရွာလေးမို့လက်တက်ခွဲရွာလို့ခေါ်တယ်ဗျအင်ဂျင်နီယာကျော်လောက်တော့ရှိတယ်တရွာလုံးလေလုံးကြတယ်စပားတိကစိုက်ကြတာပေါ့တီးထက်တီးညက်တွေလည်းအနေချင်းတော့စိုက်ကြတယ်မပဲတို့ပဲတီစိမ့်တို့ပဲကြီးတို့ပေါ့တချို့ဘက်မှာတော့ဇီးပင်တွေစိုက်ကြတယ်လူတရက်လောက်မြင်တဲ့ဇီးပင်တွေကိုရာချီအောင်စိုက်တာပေါ့ဖိုးလူပင်နဲ့ကျုံလိုက်သွားတော့မိုးရင်းမယ်အဲ့ဒီဘက်မှာမိုးကောင်းနေနေဝင်းကြီးထဲမှာရေလျောက်ဖွေးတို့စပားတွေစိုက်နေကြတာကောက်ဆိုင်သမားတွေဆိုတာတချင်းတွေတကြောကြောဆိုလို့ဗျကျုပ်ကထနောင်းကောင်ကကိုစိတ်ဖွားနေအင်းကြီးတွေနဲ့လိုက်ဖူးတယ်အောက်ပြီးသွားပြီးတော့ငတလောက်ငပိကောင်ဝေရာတွေနဲ့လိုက်ဖူးတယ်နိကျုပ်ကအညာသားဆိုပြီးမဲ့နေနေကောင်းကောင်းလှော်တတ်တယ်ကျုံနေဖိုးလူကြီးပြန်တော့လက်တက်ခွေရလူတွေကျုပ်ကိုထနောင်းကောင်ထိလိုက်ပို့ကြတယ်အဲ့ဒီဘက်ကလူတွေနဲ့တော်တော်ခင်းတတ်တာကျုပ်ကလဲကောင်ကြီးနဲ့ဟိုတွေးတီတွေးနေရပြို့မြေစီထဲတဲ့ပလတ်စတစ်အိတ်အထူကြီးတွေကိုအဘထက်ထက်ပြီးတော့ချိုးနေစီထားတာဗျအဲ့ဒီအိတ်အနေကြီးကိုလဲဖို့တင်လိုက်တော့တယ်နွားမောင်းဖို့နှစ်တန်ကိုယူလိုက်တော့တယ်ကျုပ်တို့အညာမှာနွားမောင်းနေနှစ်တန်ဆိုတာနှစ်တန်ကိုပြောတာဗျနှစ်တောင်လောက်ရှိတဲ့ဝါတုပ်ပေါ့ထိမှတန်ချောင်းတေးသေးတူတူလေးမြုပ်ထားတယ်နွားတွေဖြောက်ဖြောက်မသွားတဲ့အခါတို့လဲမြုံတဲ့အခါတို့ဆိုရင်တော့တင်မအောင်နှစ်တန်ကတန်ချုံလေးနဲ့ထိုးပြရတာပေါ့ဗျာတာတီအစင်းလေးဖြစ်ပလားဟိအေးအစင်တည်းပဲဟိမြို့ဆောင်နေရကျုံနေတူလာဒီနေ့တောင်ရစုဘက်ကိုသွားပြီးတော့မိလိုင်ကူကြီးတွေမှာလင်းတို့ကြီးသွားကြုံမလို့လင်းတို့ကြီးဆိုတာကျုပ်တို့ရာခင်းတွေအတွက်တော့အကောင်ဆုံးသွားမြေရောစာပဲနေရာရီထဲမှာတနေ့တစ်ခါလင်းတို့ကြီးပတ်ပြီးနိုင်တော့နန်းနေပဲရီကလှုပ်ကောင်းတာဗျကျုပ်ပြောခဲ့ပါရောလားကျုပ်တို့တောင်သူတို့ကထိုင်နေရင်သာချလုံးမယ်ဆိုရင်တော့လှုပ်ရှားရေးကြီးပဲတောင်စီကမိလိုင်ကူကြီးတွေကတဘာဝအတိုင်းကိုဖြစ်နေတာကူပေါက်တစ်ခုဆိုရင်တော့လင်းတို့ကြီးကတင်းနဲ့ကိုခြိပြီးတော့ရတာအဲ့ဒီဘက်မှာမြေနိုင်ကူကြီးတွေဆိုတာအပေါက်30လောက်ရှိတာဗျကျုံနဲ့တူလာတယောက်ကိုလင်းတို့ကြီးရှေ့စီတောင်ရကြတာဗျဒီလောက်ဆိုရင်တော့တော်တော်အဆင်ပြေသွားပြီမြေနိုင်ကူကြီးတွေတက်ဝင်ပြီးတော့လင်းတို့ကြီးကျုံနေဆိုတာလေကျုံနေကြလူမှခံနိုင်တာလင်းတို့ကြီးနဲ့လိုင်ကောင်းထဲမှာလှောင်ပြီးနေရောအသက်ရှူရတာအားကြီးခတ်တာလင်းတို့ကြီးမှာရမ်းတက်ပြေးပါတာဆိုတော့လိုင်ကောင်းရဲမှာရန်တဲ့တွေကမှုန်ထူနေတာတူလာတို့ကျိုးတူကတော့လင်းတို့ကြီးကျုံနေကြဆိုတော့ခံနိုင်ရှိနေပြီပေါ့ကျိုးတူနေအောင်လင်းမောင်းပြီးတော့ပြန်လာတော့ပဲနေဆောင်နေပြီနိဖိုးညီလေးထန်းတော်နေကိုရောက်တော့နွားရိုင်းတွင်းကျင်ပြတတိထန်းတော်ဟိုဘက်ကိုကြည့်လိုက်စမ်းတူလာပြောလို့ကျုပ်ကလမ်းကြည့်လိုက်မိတယ်ဟာလဲလန်းကြည့်ပါလားကွာတူလာရပေါင်မိုးလေးတွေကြီးပဲကွာဖျားပွဲတွေဘာတွေရှိလို့တရားလုံးသွားတဲ့ပုံပဲကွာချူတန်ဒီမှာလွှတ်ချင်းချင်းနဲ့ညံနေရပဲဟိဟာကျုပ်တို့နွားကြီးတဖူးဖူးနဲ့နှာမုတ်ပြီးတော့ရက်သွားပြီပြို့နရန်နဲ့တိုးလာလို့နေ
ပြီးပြီးတော့အနာခံနေရောပြို့ရှေ့ကိုနည်းမှမတူတော့ဘူး။လဲတွေကထန်းတော့ဘက်မှာနဘူးချုံနေကြအနေထွက်လာတာပဲဗျ။လျာလုံးပေါက်မှုတက်ကြီးပဲ။နွားကြီးမှာကောင်းလိုက်တာဗျာ။နည်းတော့တောက်ကြီးတွေမဟုတ်ဘူး။တတိဒါဘာဖြစ်တာတော့ငါတို့နွားတွေကရှေ့မတူတော့ပါလားကွာ။အေးကွာတူလာရ။ထူတော့ထူနေပြီ။ဓာတ်တဲ့နေပါအောင်တူလာရ။ဘိုးညီနေထန်းတော့ရဲ့ဟုတ်ဘက်မှာဘိုးညီနေရဲ့ယာရီပဲရှိတာမို့လား။ဟိုနဘူးချုံကြီးတွေကဒီနေရာမှာရှိလို့လားအေးဟုတ်တာပဲကွာတာတီးရမင်းပြောမှပဲငါတတိထားမိတော့တယ်ဒီနေရာမှာဘာနဘူးချုံမှမရှိဘူးကွာထန်းတော့ဟိုဘက်ကိုမျက်စိတစုံမြင်နေရတာပဲဟာယာရီပဲရှိရလေလဲတွေကနဘူးချုံကြီးတွေကတိုးတိုးထွက်လာနေတာကွာအေးဟုတ်တယ်တိုးလားမင်းလဲတွေကိုရေးထားလား12စီးရှိသွားပြီကွာတွေ့လားထွက်လာနေအောင်မေးပြီးတော့အရှိဆူဆူကိုသွားနေရနော်အဲ့ဒီဘက်မှာဒီချိန်ဘာဖျားဝဲမှာရှိတာမှမဟုတ်တာကျွတ်တို့နွားရည်နဲ့ရှေ့ကိုနည်းမှမတူတော့ကျွတ်တို့နဲ့နဘူးချုံရည်ချာနေတစည်းမိတစည်းထွက်လာတဲ့လဲတွေကိုပဲကြည့်နေရတော့တာပေါ့ဗျာလဲပေါ်မှာလေလူရအပြည့်ဗျာကလေးတွေရောမိန်းမတွေရောပြီးတော့အစားအစာကတ်တွေပါတာဗျာစူညံစကားတွေပြောဆိုပြီးတော့သွားကြတာသူတို့ကြည့်ရတာပျော်ပျော်ပါပါပဲကျွတ်တို့ကြည့်နေတဲ့နေရာနေနည်းနန်းတော့ဘာတွေပြောမှမသိဘူးတူလာနဲ့ကြုံနေအံ့ဩနေကြတာကြိုရောဒီကောင်ရောရှည်ထားတာလဲစီ900ကျော်ပြီဂူးတီကိုမကုန်သေးဘူးလဲစီ90ကျော်ပြီဂူးတီကိုမကုန်သေးဘူးလဲ85စီးပြီးတော့နောက်ထပ်ထွက်မလာတော့ဘူးယောတတ်တယ်ဒါဖျားပွဲသွားတာတော့ဖြစ်နိုင်ဘူးကွာလဲဝေကြီးအောင်များတာတူလာရဖျားပွဲသွားတာတော့ဘယ်ဟုတ်ပါမလဲဝါဆိုပါကောင်ကြီးမှာဘေးကဖျားပွဲရရှိမှာတော့ကွာဒါဆိုရင်ဒီလူတွေဘယ်ရွာလို့ထင်တော့တူလာဒီအနီးနားမှာငါတို့မသိတဲ့ရွာဆိုတာရှိလို့လားအခုလိုမျိုးလဲ85စီးနဲ့ခီးသွားတာမင်းမြင်ဘူးလို့လားဟေးမင်းလည်းမြင်ဘူးပြောတာလည်းမကြားဘူးအေးဒါဆိုရင်တော့ဒါမျိုးမြင်တာငါနဲ့မင်းနဲ့ပထမဆုံးဖြစ်မယ်ကွာအေးဘလို့ကွာတတိမင်းနဲ့ငါပထမဆုံးမြင်တာဟုတ်လားဟုတ်တယ်တူလားဒါလူတွေမဖြစ်နိုင်ဘူးဘာကွာတတိလူတွေမဟုတ်ဘူးဟုတ်လားဒါဆိုရင်ဘာကြီးတော့ငါစိတ်ထင်တော့ကြက်တွေရွာပြောင်းလာထင်နေဟာဟုတ်လားကြက်ကိုငါတို့ကမြင်နိုင်လို့လားကွာကြက်ဆိုတာလူနဲ့အနီးဆက်ဆုံးတစီတွေပဲကွာအကြောင်းတင်သွားတဲ့အခါလူတွေကကြက်တွေကိုမြင်ရတတ်တယ်ကြက်တွေကရောလူတွေကိုမြင်နိုင်လို့လားကွာဟာသူတို့ကတော့မြင်နိုင်နေကွာဒါပေမဲ့ကြက်ဆိုတာလူရဲ့လူရအောင်ဘယ်တော့မှလာရလို့မရှိဘူးလူတွေကိုအမြဲရှောင်နေငါသိတာကတော့လူလိုပဲအိမ်ထဲပါနေမိသားစုနဲ့ရက်နေရွာနေနေကြတဲ့တစီတစ်မျိုးပဲကွာဥစ္စာဆောင်နေတိုက်ပြောင်းနိုင်ရောမဖြစ်နိုင်ဘူးလားကွာဟာဥစ္စာဆောင်တော့မဖြစ်နိုင်ဘူးကွာငါ့ကိုငါဆရာကြီးဖိုးလူပြီးပြောဦးတယ်ဥစ္စာဆောင်တိုက်ပြောင်းတာဒီချိန်မဟုတ်ဘူးကွာညတကောင်လောက်မှပြောင်းလာဆိုပဲကူကနွားရိုင်းတွင်းချိန်ဆိုတော့ဥစ္စာဆောင်မဖြစ်နိုင်ဘူးကွာဒါကြက်ရွာပြောင်းတာပဲဖြစ်မယ်ကဲသွားကြစို့ကွာမိုးချုပ်တော့မယ်ကျုပ်ကပြောဆူဆူနဲ့နွားတွေကိုနှစ်တန်းနဲ့တိုးလိုက်တော့တယ်တိုးလာကလည်းသူ့ရဲ့နွားတွေကိုနှစ်တန်းနဲ့တိုးတာပေါ့ဗျာဒါပေမဲ့နွားတွေကမသွားဘူးဗျဟာတတ်တယ်ဘာဖြစ်တာတော့ကြက်တွေငါတို့တခုလောက်သွားလားမသိဘူးကွာဟာတိုးလာလေမဟုတ်တာပြောတော့မယ်ခဏစောင့်ကြည့်စမ်းမအောင်ကွာဟောကြားလားချူတယ်လေးတွေကျန်နေလို့ငါတို့နွားတွေကမသွားတာကွာအေးကွာဟုတ်တယ်ဟောထွက်လာပြီဟာဒါဘာကြီးတွေတော့ကွာပေါမိုးလည်းမဟုတ်ပါဘူးဒါဘီယိုလဲခေါ်တယ်ကွာတိုးလာရတစ်စီးနှစ်စီးသုံးစီးကုန်သွားပြီထင်နေကွာဒါရွာလူကြီးမိသားစုစီရဖြစ်မယ်ကွာလဲမှာကနုတ်ဒီပါကြီးဖော်ထားတာဗီဒီယိုကမ်းမှာလည်းခန်းစည်းတွေပါကြီးတိတိကျကျတက်ထားတာဗီဒီယိုလေးသုံးစီဟာရှေ့ရသွားတဲ့လဲတိုင်းနောက်ကိုလိုက်သွားတာဗျကျုပ်ကနွားတွေကိုနှစ်တန်းနဲ့တိုးလိုက်တော့တယ်ဟောသွားပြီဘရိုသွားပြီခုမှပဲကျွတ်နွားကြီးတွေကသွားတော့တယ်လဲတွေကုန်သွားတာသိကြပြီဟေးတိုးလာတတ်တည်းဧည့်သည်မင်းကိုလာရှာတာဧည့်သည်ဆိုတော့ကျုပ်အံ့ဩပြီးတော့ဝိုင်းဝါကိုလမ်းကြည့်နိုင်ပြီးရောတောင်ပိုင်းကဘာကြီးဆိုတဲ့ကောင်လိုက်ပို့တာဗျကျုပ်ကနွားစာကုန်းနေလို့စင်းခုံမှာပြောင်းရိုးတွေဆင်းပြီးတော့အခုပဲအင်းရှိဘက်ကိုထွက်လာတာဝိုင်းလေးကိုရီပြီးတော့ဝင်လာတဲ့လူနှစ်ယောက်ကိုကျုပ်ကလမ်းကြည့်လိုက်တော့ဘသူတွေမှမသိဘူးအသက်40အရွယ်တွေပဲသူတို့ကတော့ကျုပ်ကိုရီပြပြီးတော့ဝင်လာတာအနာရောက်လို့ခမောက်တွေချွတ်လိုက်တော့မှဟာကိုကြီးသားတဲမှာလားလာဗျာတွေ့လိုက်ရတာကျုပ်ဖြင့်အံ့ဩသွားလို့ဗျတတ်တယ်နေကောင်းရင်တော့ကောဟာကောင်းပါရဲ့ဗျကိုကြီးသားတွေကဒါလက်တက်ခွေကနေလာလားအေးဟုတ်တယ်ကွာတတ်တယ်
အိမ်ပေါ်မှာထိုင်ပြီးတော့မှကျုပ်ကအဘတို့မီတို့နဲ့မိတ်ဆက်ပေးရတာပေါ့ဖိုးလူပင်နဲ့လိုက်သွားတော့ရေတခွန်ချောင်းကမ်းမှာလက်ထက်ခွဲဆိုတဲ့ရွာလေးအကြောင်းအဘတို့ကျုပ်ကပြောခဲ့ဘူးတာကိုဒီတော့အဘနဲ့အမေကလေကိုကြီးတာတင်တို့ဝမ်းသာအရာကြိုးဆိုပြီးတော့အိတ်ခံကြတာပေါ့ဆရာကြီးဖိုးလူပင်နဲ့တွေ့သေးတာကွာတွေ့တယ်ကိုကြီးတာတင်ကဘိတ်ကိုတော့အတူသွားလိုက်သေးရဲ့နိဘေးဘက်ကစလုံးကျုံတကျုံပေါ်မှာဖိုးလူပင်ပညာစခန်းတက်လို့ကျုပ်ကလိုက်သွားတာဗျ။အော်ဖိုးလူပင်ရောကျန်းကျန်းမာရှိရင်လားကွာကျန်းမာပါလေကိုကြီးတာတင်ကိုကြီးတာတင်တို့ထနောက်ကုန်လာတာကျိုးစီကိုတက်လာလားကျုံမိလိုက်တော့မှကိုကြီးတာတင်ကမျက်နှာနင်းနေပြက်ပြီးတော့ခေါင်းကြီးပြတယ်ဗျဒီလိုကွာတာတရားလွန်ခဲ့တလားလောက်ကငါမမွေးတဲ့ငါတူနေကပျောက်သွားလို့ကွာဗျာပျောက်သွားတယ်ကိုကြီးတာတင်ရဲ့တူတွေကဘယ်ရွယ်ရှိပြီတော့မင်းတက်တော့နင်းနေကြည့်မေးကွာနမေကအောင်မင်းနဲ့အောင်ဝင်းနဲ့ဘလို့ပျောက်သွားတာတော့ဗျရေတကုံချောင်းထဲမှာတယောက်ကလှေပဲ့ကင်ပြီးတော့တယောက်ကလှေဦးကနေကွန်ပစ်တာကွာတို့ရသားတွေလည်းသူတို့တွေ့လိုက်ကြတာပဲတချို့ကပြောတော့ချောင်းအထက်ပိုင်းကိုလော်တက်သွားတာတွေ့လိုက်တယ်လို့ပြောတာပဲချောင်းအထက်ပိုင်းဆိုတာရေတကုံရှိရဲ့ဗလားဗျကိုကြီးတာတင်အေးဟုတ်တယ်ကွာတာတီယာလေဒီဘာတွေမြဲမောက်သလားဒီကောင်လေးရေတော့ကူးတက်တယ်မလားဗျဟာတာတီယာငါတို့ရွာဒီမှာလေစာမတက်ခင်တည်းကရေကူးတက်နေတဲ့ကောင်လေးကွာရေကူးရင်ကိုလင့်လော်နှိခတ်ကွန်ပြစ်တိုင်ကွင်းတို့မကျန်းတဲ့သူဘယ်သူရှိမှာတော့ကွာပျောက်နေတာလေတလားအောင်ရှိပြီဟုတ်လားအေးဟုတ်တယ်ကွာဒီကောင်လေးရဲ့ဘာရီတော်တဲ့ဥဖိုးပါဆိုတဲ့လူတစ်ယောက်လေးလူငယ်စနေနောက်ကပျောက်ဖူးသွားတယ်ကွာဒီလိုပဲလေတစည်းနဲ့ငားသွားများလေလေရောလူရောပျောက်သွားတာ10နှစ်ရှိပြီကွာသူတို့ဖေညီဖို့ကွာအခုငါတို့ကဒီကောင်တယောက်သူတို့ဘာလေးလိုဖြစ်သွားမှအောင်စိုးရိမ်နာကွာထူတော့ထူးဆန်းသားဗျနေဦးကွာတတရမင်းစီကိုလာတဲ့အကြောင်းငါပြောဦးမယ်ဒီလိုဟေ့ကောင်လေးနှစ်ယောက်ပျောက်သွားတော့သူ့မိငါမလေးမြေရင်နဲ့မြက်ခွက်ပေါ်ကွာစုစုပေါင်းမှာသူတို့မှဒီကောင်တစ်ကောင်ပဲသားသမီးရှိရတယ်ကွာအခုနှစ်ယောက်စလုံးပျောက်သွားတော့ထိုင်မရထားမရဖြစ်တော့တာပေါ့ဒါနဲ့ကြားဘူးသမျှဘေးရင်နေမေးနတ်တွေမေးပေါ့ကွာအဲ့ဒါနဲ့ဟိုတနေ့ကတော့တပတ်ကန်ရေကမီးကနတ်ကတော့ဒေါ်အေးသားကြီးကိုခေါ်မေးပြန်ရောဟေ့အော်အေးကွာတတရဒေါ်အေးသားဦးမင်းကျော်ကောင်ဆွဲဆိုလားဘာဆိုလားကွာအဲ့ဒါနဲ့ပင်လားဦးမင်းကျော်မွေဝင်းနဲ့မဖွဲပါဆိုလားဝင်လာပါရောလားကွာဗျာမဖွဲပါဟုတ်လားကိုကြီးတတဟုတ်ပါဗျာအဲ့ဒီမှာပြောတော့တာပဲကွာနင်သားနှစ်ယောက်မသိဘူးဒါပေမဲ့ဒီမှာမရှိဘူးတဲ့တခြားတနေရာမှာရောက်နေရဲ့တဲ့ထနောင်းကောင်ကတတိကိုမြင်မြင်သွားခေါ်ကြတဲ့တာတီရောက်လာမှဘာလို့ရမယ်ဆိုတာငါပြောမယ်ဆိုပြီးတော့ပြောသွားလို့ဟေ့ငါမလုပ်တဲ့သူကလေငါ့ကိုနဘူးတစားလုပ်တော့တာပေါ့ကွာထနောင်းကောင်ကမောင်တာတီကိုချက်ချင်းသွားခေါ်ပြီးပါငါသားတွေမသိဘူးပြောတယ်သွားခေါ်ပေးကြပါကြီးပြောနေလို့ငါတို့ထွက်လာတာအော်ဒီလိုလားတခြားနေရာဆိုတော့ဥစ္စာဆောင်တိုက်တွေဘာကြီးများလားအဲ့ဒါတော့ဒိုးလည်းမသိပါဘူးကွာမင်းလာမှပြောမေလို့မဖေးဝါပြောသွားတာပဲကွာနှုတ်နေပါအောင်တာတီရဲ့မင်းနဲ့အဲ့ဒီမဖေးဝါဆိုတာနေကအဆက်အသွယ်ရှိလို့လားရှိတယ်ကိုကြီးတာတီနဲ့နေပါအောင်ဗျအခုကိုကြီးတာတီလို့နဲ့လာကြရလားလေးကဘာမှထားခဲ့တော့ဟာငါတို့လဲနေလာတာမဟုတ်ဘူးကွာမင်းနဲ့လာတာမင်းတစည်းပါလာတယ်မင်းစီးတက်လားမစီးတက်တဲ့ကိစ္စမရှိပါဘူးငါတို့ဆွဲသွားမှာပေါ့ကျုပ်မင်းစီးတက်ပါရဲ့ဗျဟာဒါဆိုရင်တော့ဟန်ကြတာပေါ့ကွာကျုပ်ဘလို့ညင်းလို့ရမှာတော့ရေတကုံချောင်းဆိုတော့ကျုပ်တို့ရနေရတော်တော်ဝေးသေးတာဒါပေမဲ့မဖေးဝါအခေါ်လွတ်တယ်ဆိုတော့ကျုပ်ကလိုက်ရမှာပေါ့အဘနဲ့အမေကိုအကျိုးကြောင့်ပြောခွင့်တောင်းပြီးတော့ကျုပ်ရေတကုံချောင်းကိုလိုက်ခင်ရတာပေါ့ကိုကြီးတာတင်တို့ကသူတို့မြင်းတွေကိုကျုပ်ရင်လိုက်ပို့တဲ့ဘာခင်တို့ဝိုင်းမှာထားခဲ့တာတခင်ရဲ့အဘနဲ့ကိုကြီးတာတင်ကလူခင်နေဆိုပဲကျုပ်တွေ့ယူလာတဲ့မြေကမြင်းညိုကြီးဗျတောင်လေးတော်တော်မြင့်နေမြင်းနေဆိုတော့ခီးတွင်တာပေါ့ရောက်တဲ့ညတော့ခီးကလည်းပန်းလာတော့ဘာမှမလုပ်နိုင်ပါဘူးစောစောပဲအေးရဝင်လိုက်ရတာပေါ့နောက်တစ်နေ့ရောက်တော့ကျုပ်ကစီစဉ်ရတာပေါ့တိုက်ဆိုင်လိုပဲပြောရတော့မှာပေါ့ဗျာလက်တက်ခွေကိုအမဲသားတင်လာတယ်ကျုပ်ကအမဲသားတပိတ်တော်ဝင်ပြီးချက်ခန်းလိုက်တော့တယ်ပြီးတော့ထမင်းတအုပ်ချက်ပေါ့တပတ်ကန်ရေကမီးကနက်ကတော့တော်ကြီးသားကြီးကိုလည်းခေါ်ခိုင်းထားလိုက်တော့တယ်ညနေဆောင်တော့အပြောဖက်ခင်ပြီးထမင်းနဲ့အမဲသားဟင်းကိုတပိတ်တောင်ပြင်ခိုင်းရတာပေါ့ဗျာကျုပ်မေးကြည့်တော့လက်တက်ခွဲတို့ဒေါင်းယူကျော်တို့ဆ
စေမသားမွေးတို့ချေးစုတို့ကလေးရွာပေါင်းပြီးတော့တင်းကြိုက်တစ်ခုထားတာဆိုပဲ။လက်နဲ့လမ်းနေလို့ပြောတယ်။မိုးကျုပ်တာနဲ့ခက်ပေါက်တူနေတဲ့ကိုကျုပ်ရဲ့နက်ကတော့ဒေါ်ရီသားရဲ့ကိုကြီးသားတင်ဆင်းခဲ့ကြတယ်။တမင်းသားကိုတော့လှေခတ်ဖို့ခေါ်လာတဲ့ကိုကြီးသားတင်တို့စင်းကထမ်းလာရေးဗျ။ဘိုးကကျုပ်နေပြီဆိုတော့ကိုကြီးသားတင်ကလှေဦးမှထိုင်ပြီးတော့မိယုတ်ကြီးတကူထွန်းထားတယ်။မိယုတ်ဆိုတာရေနံစီမိကွက်ကြီးထည့်ထားတဲ့သူပြဥစ္စာမို့ဗျာ။ကိုတင်းကြိုင်းနေလေးရွာပေါင်းတင်းကြိုင်းဆိုတော့တင်းကြိုင်းတော်တော်ကြီးအုတ်ကူကြီးမှာဖိုးဖွေးကိုလုံနေတာတင်းကြိုင်းဆက်ကလည်းတော်တော်ကြီးသားဗျကျုပ်ကမဖေးပါဘူးစားပွဲတောက်ပွဲပေးနေတင်းကြိုင်းထဲမှာပေးရတာလေမဖေးပါတင်းကြိုင်းမှာကျွေးမှသူ့ပိုင်နာလေဗျာဒေါ်ရီသားနဲ့ကျုံနေရအခုမှတီးကြတာဆိုတော့ကိုခက်ကြီးကြီးတစ်လုံးရေးပြီးတော့ကျုပ်ကငပြောဘက်ခင်ထမင်းပွဲပြင်နေပြီးတော့ဖျောင်းလိုက်တဲ့တိုင်ထုံလိုက်တော့နေဘေးမှာရေတစ်ခွက်လေးချပြီးထားရတာဗျဒါမျိုးကိုတခါမှမြည်ဘူးတဲ့ကိုကြီးသားတင်တို့ဒေါ်ကြီးသားတို့ကတော့မျက်လုံးဖြူပြီးတော့ကြည့်နေကြတာပေါ့အားလုံးပြပြီးတော့မှကျုပ်ကမဖေးပါဘူးပေးနာမဖေးပါခွေးရဲ့အတန်းပြမဖေးပါလာပြီချင်းနေဟောလာပြီပြို့လာပြီမဖေးပါကြီးလာပြီကူရီပေါ်ကရွေးလာတဲ့ဖြူဖြူရိတ်ကြီးကိုကျုပ်မြင်နေရတယ်ဖြူဖြူရိတ်ကြီးကလက်အုပ်ချပြီးထိုင်နေတဲ့နက်ကတော့ဒေါ်ကြီးသားကြီးကိုဝင်းကပ်လိုက်ပြီဟောဒေါ်ကြီးသားကြီးလက်တွေကွေးကောက်ပြီးတော့အပေါ်မြောက်တက်လာတယ်စပင်ဖားတိုင်းနဲ့မတက်ကြီးထားရပြီးတော့ကူပေါ်မှာပြစ်ထားတဲ့ထမင်းတွေကိုကြည့်နေတယ်။ဟာခုံပြီပြို့ဒေါ်ကြီးသားကြီးခုံပြီလွားကနေနေရပါပဲဗျာ။ကူကြီးပုံရောက်သွားပြီ။ထမင်းပွဲကြီးထိုင်ပြီးတော့စားရတာပဲပြို့။ကူကြီးသားတင်တို့ကလည်းအမဲသားချန်လွတ်ကောင်းတာအမဲသားဟင်းနဲ့မွေးကြိုင်နေတာအဖေးဝါကြီးကလည်းစားရတာပဲ။ဆိုင်နဲ့ကျုပ်ကိုပြောတယ်။တတ်တယ်နေလိုက်လာလို့ဒီလူတွေကန်ကောင်းသွားတာအဲ့ဒီကောင်လေးနဲ့ကောင်ဒီပုံမှာမရှိတော့ဘူး။အတူရေကေပုံရောက်နေတယ်။နေလိုက်ခေါ်မရမယ်။အန်ဒီရဲ့တော့တော်တော်များတယ်။ဒါပေမဲ့နေလိုက်မခေါ်ရင်အဲ့ဒီကောင်လေးတွေဘယ်တော့မှပြန်လာလို့ရမှာမဟုတ်တော့ဘူး။ကျိုးလိုက်မယ်မဖေးပါ။ဒါဆိုရင်နေနာထောင်ဒီကောင်နှစ်ယောက်ငါဖိန်နဲ့ရေတကုံနောက်ကိုလှည့်ဝင်သွားတာအဲ့ဒီရေတကုံနောက်မှာလိုက်ပေါက်ရှိတယ်။ဒီနားလူတွေကအိတ်လိုက်ပေါက်ရှိမယ်ဘယ်သူမှမသိကြဘူး။ဒီလိုက်ပေါက်ကိုလူမျက်စိနဲ့မမြင်ရဘူး။လေကကြောက်နေရကိုဖောက်ဝင်သွားတယ်လို့ထင်ရတာတကယ်တော့လိုက်ပေါက်ကြီးရှိနေရနင်းမျက်ကွင်းစိတ်ကွင်းတော့နင်းမရလိမ့်မယ်အိမ်လိုက်ပေါက်တင်းမှာချောင်းတစ်ခုစီးနေတယ်လေကဝါတပြန်လောက်နဲ့တယ်ဒါပေမဲ့လေရှိတယ်နင်းအသက်ရှူလို့လည်းရမယ်မီးထိုးလို့လည်းရတယ်မီးတုပ်ယူသွားအိမ်လိုက်ကူထဲမှာနင်းလေကိုတနည်းနဲ့တညာလှုပ်သွားလိမ့်မယ်ဒါပေမဲ့မောင်မင်းနေရောနေမန်းညာမန်းနင်းတိမှာမဟုတ်ဘူးလေနင်းဒီကနေညာဘက်ဝင်သွားလှိုင်ကောင်းဟိုဘက်ကချောင်းညဘက်ရောက်သွားလိမ့်မယ်။ညောင်းမှဖြစ်မယ်နော်။ဒီဘက်ဆိုရောက်ရင်နင်းလေဟိုကောင်လေးလိုပြန်လို့ရမှာမဟုတ်ဘူး။အတူရကဘုံသားတွေကနင်းကိုပြန်လို့မရအောင်လှုပ်ထားလိမ့်မယ်။နေတခုတော့မမေ့စေနဲ့။လှိုင်ကောင်းဟိုဘက်ကိုနင်းနေတက်သွားတဲ့အဲ့ဒါလူပုံမဟုတ်ဘူးဆိုတာအမြဲတတိထားပြီးတော့နေရောက်တဲ့ညတညပဲအချိန်ရမှာနော်။ညရင်ချင်းကောင်လေးတွေကိုလိုက်ရှာ။နေအောက်ခေါ်ကြည့်။ညဘက်ဆိုရင်အတူရကဘုံသားတွေတယောက်မှမရှိကြဘူး။တောင်ကောင်းကြီးတွေထဲမှာငရဲခံမှုခွေးရီအစားခံမှုတွားကြရတယ်။မနက်မိုးလင်းတာနဲ့ပြန်ရောက်လာမှာနော်။နေကောင်လေးတို့ခေါ်ပြီးတော့မိုးမလေးခင်လှိုင်ကောင်းလေးကိုရအောင်ပြန်ဝင်ပြီးတော့လှိုင်ကောင်းလေးရောက်ရင်အနည်းငယ်ကင်းနေ။မဖေးဝါအမေသားတွေရောထမင်းတွေရောအကုန်စားပြီးသွားတာနဲ့ပြန်သွားရော။မဖေးဝါရဲ့ခွေးရီဦးရဲ့အတန်ဟာတဖြည်းဖြည်းနဲ့ဝေးသွားတယ်။တော်ရေးသားကြီးလည်းခုပေါ်မှာပုံရသားလေးပြီးတော့တတိမိနေရောတယ်။ကျုပ်ကအစင်သေးပါလာတဲ့တစ်ဆုံးဆေးရော်ရည်စင်နဲ့တောက်လိုက်တော့မှတတိပြန်ရလာတယ်။မဖေးဝါပြောသွားတဲ့အကြောင်းလေးကိုကျုပ်ပဲကြားရတာဗျ။ကိုကြီးတတင်ကတော့ခွေးဥတန်ဆိုတဲ့အတန်တွေကိုပဲကြားရတာဗျ။တက်ခွေးကိုလေတစင်းနဲ့ပြောင်းလာတော့ညစေနိုင်တောင်ရှိပြီ။ကျုပ်ကိုကျွန်းသားနဲ့ဆက်ထားတဲ့လေတစင်းပေးတယ်။ကျုပ်ကလွတ်တက်အပေါ်နှစ်ချောင်းတောင်းနေအပြန်ချရင်အောင်ဝင်းတို့အောင်ဝင်းတို့ပါလှုပ်ခိုင်းရမှာလေ။ဆက်သားကြောင့်ပြီးဖို့ပြီးတော့စီရွှဲရွှဲဆန်းထားတာ။ကောင်းကြီးခြေထောက်တွေကျုပ်ကိုပေးလိုက်တော့ရိခါချဖို့ဗျာ။အပြန်ချရင်၃ယောက်စားရမှာလေဗျာ။ညများယူလိုက်ရတော့တာပေါ့။ပြီးတော့ရေနံပြေးထည့်ထားတဲ့မီးခွက်ကြီး၃ခက်နဲ့မီးရုပ်ကြီးတစ်လုံးယူခဲ့။လက်ကွင်းစေးကွန်းလိုက်ပြီးရနဲ့ကျုပ်ကမီးခွက်ကြီးတစ်ခွက်ထုံးနေ။မီးရုပ်ထဲကိုမီးခွက်ကြီးထည့်ပြီးတော့လေလေးမှထားလိုက်တော့ကျိုးစားပြီးတော့လော့ပြီးပြို့ရေကိုဆန်ပြီးတော့တက်ခဲ့။ချောင်းထက်ပိုင်းမှာရေတကုံရှိတာကိုရေတကုံနဲ့တစ်ဖက်ကကတ်လော်တာပေါ့။ဒါမှရေစီးတက်တာမှာပေါ့။ကျုပ်ကရေတကုံရဲ့အထက်ကိုရောက်အောင်လေကိုလော်တက်လိုက်ပြီးမှကျောင်းတစ်ဖက်ကန်းကိုဖြတ်ကူးလိုက်တော့ကျုပ်ရေတကုံဘက်ကန်းကိုရောက်လာတာပေါ့လေကိုအရှင်ထိန်ပြီးရေတကုံနဲ့နောက်ကိုဝင်တိုက်တယ်ဟ
ဟိုမှာတွေ့ပြီလိုင်ကောင်အပေါက်ကြီးဗျရေတကုံကတိတ်မြင့်ကြီးမဟုတ်ပေမဲ့ကြားရည်ကိုအပြည့်တော်တော်ကြိတ်တာဗျလက်တံ20လောက်ရှိမယ်နော်ရေတကုံနဲ့တောင်နေရန်ကြားမှာလေ2စီးစာလောက်ရှိတယ်အဲ့နောက်ရောက်တော့ရေကဆွဲနေရဗျရေတကုံနောက်ဘက်ကိုဆွဲနေရကျုပ်ကအလိုက်ထိုင်နေလေကိုထိမ့်ပြီးလိုက်သွားလိုက်တော့တယ်လိုင်ကောင်အပေါက်ကြီးကရေကိုဆွဲနေရပြို့ကျုပ်ပါသွားပြီဝင်သွားပြီပြို့ကျုပ်လော်လာတဲ့လေကလိုင်ကောင်လေးကိုဝင်သွားပြီအောင်မင်းတို့အောင်ဝင်းတို့နေလေဒီလိုပဲပါသွားတာဖြစ်မယ်ကျုပ်ကဓနုဖြူမိခက်ကလေးချစ်ပြီးတော့မိကိုထွန်းလိုက်တော့တယ်ရေနဲ့မိခွက်ကကြီးတော့မောင်နေရဲ့လိုင်ကောင်လေးမှာလင်းသွားတာပေါ့လိုင်ပေါင်းဝါနဲ့ညီတော့ဟာသာရေစီးရပြင်းတာလိုင်ပေါင်းနဲ့ဝေးလာတော့ဘေးဖီကိုလိုက်ကြည့်လိုက်တော့တယ်လိုင်ကောင်ကအဝါသာကျင်းတာဗျအထဲမှာကျတော့အကျဲကြီးပဲခေါင်းမိုးကကျုပ်စိတ်တင်ဝါနဲ့ပြန်တော့မြင့်မယ်လိုင်ကောင်းထဲမှာစီးနေတဲ့ချောင်းရဲ့အခြေအပြင်ပေ90လောက်ရေပင်ကျကြီးဗျတချို့နေရာမှာရေတွေကတိုးထွက်နေတဲ့၆ချုံကြီးတွေတွေ့ရတယ်ကျိုးလက်မှာပတ်ထားတဲ့နာရီကမီးစုံလက်တံတွေဆိုတော့မောင်နှင်းမှာလင်းနေတော့တာပေါ့ကျုံနာရီကြည့်လိုက်တော့8နာရီခွဲပြီမီးယုံနဲ့ဘေးဘီကိုထိုးကြည့်လိုက်လေကိုမှန်မှန်လှုပ်လိုက်ပေါ့ဗျာတချို့နေရာရောက်တော့ရေတွေကငါးကြီးတွေထပွက်တာတွေ့ရတယ်ငါးကြီးတွေမှာအကြီးကြီးတွေပါကျုပ်စဉ်းစားကြည့်တယ်ဗျဒီငါးကြီးတွေကကျိုးတို့လူပေါ်ငါးရီလားအတူရေကေပုံကငါးရီလားဆိုတာတကယ်တော့ဒီနိုင်ကောင်းကြီးကလူပုံနဲ့အတူရေကေပုံကိုဆက်ထားတဲ့မြစ်တစင်းပဲကျုံလွန်လာတဲ့နေကအတူရေကေပုံကိုဥတီပြီးသွားနေရပေါ့ကျုံနိုင်ကိုတတိယကျင်ကြီးရောမနေ့3နိုင်အောင်ထိုးပြီကျုံလည်းတော်တော်အိတ်ချင်နေပြီဒါပေမဲ့ကျုံမအိတ်ရဲဘူးကျုံအိပ်ပြောသွားတဲ့အချိန်မှာဘာတွေဖြစ်မယ်ဆိုတာကျုံမတွေးတတ်ဘူးလေအိတ်ချင်တဲ့စိတ်ကိုပဲပြအောင်ဖျောက်ဖျက်ရတော့တာပေါ့စီစဉ်ထားတဲ့ဆက်သားကြောက်လေးတစ်ဖက်ကိုယူပြီးတော့ကျုပ်ဝါလိုက်တော့တယ်ပြီးတော့ပလတ်စတစ်ပုံနေရာရှည်ကိုနည်းနည်းငှက်တောက်လိုက်တယ်အိတ်ချင်စိတ်တော့ပြေသွားတာဗျကျုံလေးကိုမမှန်ဆက်လို့တယ်မနေ့6နာရီမနေ့9နာရီဒီချိန်ဆိုရင်တော့အပြင်လောကကြီးမှာနေထွက်ပြီးတော့မိုးလေးနေရောပေါ့ဒီလန်ကောင်းလေးမှာတော့မှောင်နေတာဒါကြောင့်မဖေးကကျုပ်ကိုပြောလိုက်တာနေလားညလားနင်းတိမှာမဟုတ်ဘူးတာတီကြီးဟုတ်ပါဗျာနိုင်ပါလာလို့သာအပြစ်မှာနေဖြစ်နေအောင်သိရတာကျုပ်ကလော်တက်ကိုခြေထောက်နဲ့ညက်ပြီးတော့ပိတ်ကင်ထားလိုက်တော့တယ်လေစီးကလည်းနင်းနေလေးဆိုတော့လေကလည်းကျုပ်မလို့ရွေ့တယ်စီကိုနေပဲရွေ့နေတာပါလာလေးကောင်းချင်းခြေထောက်ကိုဖဲပြီးတော့စသားချောင်းနဲ့တဝါစားထားလိုက်တော့တယ်ဗပြည့်သွားတော့မှလူအောင်အပြည့်သွားတာပြီးတော့ကျုပ်ကမျက်နှာလေးတင်လိုက်တော့တယ်ပြီးတော့မှလူလေးလန်းသွားတာပေါ့ကျုပ်လေးကိုဆက်တော့တယ်ကြောက်ဆောင်နေကြောက်ကျုံးနေတွေ့ရင်ကြွေလော်လိုက်ရေပြင်းမှာရှင်းနေတော့အားဆိုင်တော့လိုက်ခြေလက်တွေညောင်းလိုက်ရင်ခဏနာပြီးတော့အစာလေးစားပြီးရေလေးတောက်လိုက်နဲ့မွန်းတဲ့ချိန်ရောက်လာတယ်မွန်းတဲ့ချိန်ကနေညနေ9နာရီခွဲတော့ကျုံမျက်နှာကိုအေးဆက်နေတဲ့လေးလေးကတိုက်သွားတယ်ကျုံလော်ရဲ့လေးကရှေ့ကိုရွှေ့လာလေလေးတွေတိုက်လာနေပဲဗျကူပေါင်းနေနေလာပြီဆိုတာကျုပ်သိလိုက်ပြီပေါ့ဗျာလေးကိုတတိထားလို့ရင်းနဲ့ကူပေါင်းကြီးကိုမြင်လိုက်ရရောတရက်တညအလင်းရောင်မမြင်ရတဲ့ကျုပ်ဆိုတာအလင်းရောင်ကိုမြင်လိုက်ရတော့ပျော်လိုက်တာဗျာကူပေါင်းဝေါရောက်တော့ရှေ့မှာချောင်းချိန်ချောင်းကမ်းပေါင်းမှလေတစ်ပင်တွေပေါက်နေရပဲဒါပေမဲ့တစ်ပင်တွေကကျုပ်တို့စီကတစ်ပင်တွေနဲ့မတူအရွက်တွေကအကြီးကြီးတွေတစ်ပင်ရဲ့ပင်စီတွေကကောက်ကောက်ကြီးတွေမဖေးပါကျုပ်ကိုမှားလိုက်တယ်ညဘက်ရောက်သွားလိမ့်မယ်တဲ့အခုကျုပ်ရောက်နေတာနည်းနည်းစောနေသေးတယ်အတူရေကေပုံမှာအလင်းရောင်မပြောက်သေးဘူးဗျကျုပ်လိုင်ကောင်းမြေထဲမှာပဲလေတက်စီးနဲ့ညင်းနေလိုက်တော့တယ်မဖေးပါမှားလိုက်သေးရဲ့လေဗျာကူရဲရောက်ရင်အနေရမရှိတော့ဘူးဆိုတာလေဒီတော့ကျုပ်လည်းကူထဲမှာပဲနေနေရတာပေါ့ကျုပ်နိုင်ကြည့်တယ်ည9နာရီအတူရေကေပုံမှာလင်းတော့ဗျကျုပ်တို့လူပုံမှာဒီချိန်ဆိုရင်တော့မှောင်နေပြီပေါ့ဗျာဒါပေမဲ့တခုတော့ရှိတယ်ဗျသူတို့ပုံမှာကျုပ်တို့လိုနေအောင်တောက်တောက်ပေါ့ပါလင်းတာမျိုးမဟုတ်ဘူးအလင်းဖြော့ဖြော့ပဲနေတာကျုပ်တို့စီကနင်းချနေတဲ့စောင်းရသည်မနခင်နေသလိုပုံပြပြပဲနေတာအံ့ရောဗျာအတူရေကေပုံကြီးကည8နာရီကြာမှပဲမှောင်သွားတော့တာဗျဟေးထွက်ကြအချိန်ကြပြီဟေးဟာဘာတန်ကြီးတော့ကျုပ်တိတိကျကျနားထောင်ပြီးချောင်းကြီးရဲ့ဟိုဘက်ကအတန်ကြီးဗျမောင်ကြီးအကြီးကြီးကိုထုပြီးတော့អော်နေတာထွက်ကြအချိန်ကြပြီဟေးအိုးမဖေးကပြောတဲ့နေဆန်ပြီးတော့ညရောက်ရင်တော့ငရဲခင်ရတယ်ဆိုတာဒါကိုပြောတာထင်တယ်မဖေးကပြောလိုက်သားပဲတောင်ကောင်းကြီးတွေမှာခွေးတွေစားတာကိုခံကြရမှာရဲ့ဗျမောင်ထဲမှာပဲကြုံငိမ့်ပြီးတော့နားထောင်နေလိုက်တော့တယ်မိယုကမီကိုဆွဆွပဲငိမ့်ထားဆိုတော့မှောင်ပိုက်နေရဗျဟာဒါပြေးလေးអော်တဲ့အတန်ပါလား
အတူရေပုံမှာလည်းပေးရှိတာပဲကိုလို့ကြုံတွေ့လိုက်မိရောတယ်။မောင်တူရဲ့အတန်ကြီးကတဖြည်းဖြည်းဝေးသွားပြီဗျ။ကြုံသားထဲမှာလူတွေကျွတ်စီနဲ့ပြောရဲဆိုတဲ့အတန်တွေကိုကြားနေရတယ်။ဘာတွေပြောနေမှန်းတော့ကျုပ်လည်းနားမလည်ဘူးဗျ။တဖြည်းဖြည်းနဲ့လူတန်တွေဝေးပြီးတော့ပျောက်သွားတယ်။ကျုပ်တွေကိုလိုင်ကောင်းပေါ်တဲကနေချောင်းရီပင်တွေကိုလှော်ထွက်လိုက်တော့တယ်။ချောင်းကရင်းချောင်းပြရေမစီးသက်လောက်ပဲ။ကျုပ်စောကမောင်ထုတန်တွေလူတန်တွေကြားတဲ့ဘက်ကိုလှေလော်ထွက်လိုက်တော့တယ်။လိုင်ပေါက်ကြီးကိုမမိအောင်ကျုပ်ယူလာတဲ့မျက်နှာတော့ပေါ်မှာတစ်ထည်တစ်ပင်မှာချီထားခဲ့။ကျောင်းတစ်ဖက်ကအောင်ဖြတ်ပြီးတော့လှော်လိုက်တော့တယ်။10မိနစ်လောက်လှော်လိုက်တော့တဲတောင်ပြည်ကိုကျုပ်တွေ့ရတယ်။တဲပြည်မှာဖွေးနေရဗျ။ကျုပ်လေးကိုတောင်ပြည်ဆက်မှာလှော်တက်ဆိုင်ပြီးတော့ကျိုးချီခဲ့။စီးတွေကိုစလဲတိုင်းပြီးတော့9000ထိုးဓမီကိုကန်လိုက်တော့တယ်။တောင်ပြည်မို့ရောက်တော့အတန်ပလန်နေနားဆုံကြည့်ဘာတမ်းမှမကြောက်။တဲတောင်ပြည်အတိုင်းကျုပ်တက်လာခဲ့တယ်။ကျုပ်တို့စီမှာမောက်တယ်လို့သူတို့စီမှာလည်းမောင်လို့ပါ။တောင်ပြည်ဆုံးတော့ရွာစည်းရိုးကြီးကိုတွေ့လိုက်တယ်။ဓမီနဲ့ကျုပ်လျှောက်ထိုးကြည့်ရွာတကားကိုတွေ့တော့ကျုပ်ရွာထဲကိုဝင်လာခဲ့တယ်။ဥယျာဉ်ဒီမှာအိမ်ကြီးအိမ်ကောင်းတွေကြီးပဲ။တသားရင်မမေကြီးတွေပြောရွာလည်းရွာကြီးပဲ။ကျုပ်လည်းအောင်မင်းတို့အောင်ဝင်းတို့ဘယ်တော့ရှာမှန်းမသိအောင်ဖြစ်နေရပေါ့။မဖေးပါတော့အော်ဟိုခိုင်းတာပဲ။ဒါပေမဲ့ကျုပ်ပါဇက်ကအိုးရမှာမရဲဘူးဖြစ်နေ။ကျုပ်လည်းရွာလန်းအတိုင်းအိမ်တွေကိုရှောက်ကြည့်။အိမ်တွေထဲမှာမိတွေတွန်းထားလျက်သားထားခဲ့တာ။ဒါပေမဲ့လူဆိုတာတရားမှမတွေ့ဘူး။ဒီတိုင်းရှောက်ကြည့်နေလို့ကတော့မဖြစ်ဘူးဆိုပြီးတော့အောင်မင်းဟေးအောင်မင်းအဲ့လိုအသက်ကုန်អော်လိုက်တော့တယ်။ဘာတမ်းမှမကြားရဘူးဗျ။ကျိုးလဲရွာလန်းတွေတလန်းဝင်တလန်းထွက်ရှောက်သွားရင်းနဲ့အောင်ဝင်းဟေးအောင်ဝင်းအောင်မင်းအဲ့လိုမနာတဲ့လိုက်ခေါ်နေရဗျ။အောင်ဝင်းအောင်မင်းဖြိုးဘသူခေါ်တာတော့ဟောထူးပြီဖြိုးထူးပြီဒါဒီကောင်လေးအတန်ပဲဖြစ်မယ်။ဒါပေမဲ့တတိတော့ပို့လို့မရဘူး။ကျိုးစီးလေတီကဖိုးလူပေးထားတဲ့အင်တစ်ချက်ကိုထုတ်ပြီးတော့အစင်သိကင်ထားပြီးတော့လှမ်းမိလိုက်တော့တယ်။ဟေးအောင်မင်းမင်းမမတော့ကျိုးတို့ကဒီဘက်ကအိမ်ထဲမှာဗျ။အောင်ဝင်းရောရှိလားအဲ့ဒီမှာရှိတယ်ခင်ဗျားဘသူတော့ငါတာတေးကွာတထောင်းကုန်းကတာတေးကျုပ်ကမေးဆိုင်နဲ့ဒီကောင်အတန်ကြားတဲ့ဘက်ကိုဓမီနဲ့ထိုးကြည့်လိုက်တော့တစ်ပင်အုပ်ဆန်နဲ့ခြံဝင်းထဲမှာအင်ဂျင်လုံးဗျဖိုးလူပင်နဲ့ပါလာတဲ့တာတေးလားအေးဟုတ်တယ်မင်းတို့လာခေါ်တာမြအိမ်ထဲကထွက်ခဲ့လေဘာလို့နေကြရတော့တတိညရောက်ရင်ငါတို့ဒီကနေဘယ်မှထွက်လို့မရဘူးကွာငါတို့မျက်စိထဲမှာတကားပေါက်ဆိုတာမတွေ့တော့ဘူးအားလုံးကနေရန်ကြီးပဲဖြစ်နေရကွာဟေးဟုတ်လားဒါဆိုနေဦးငါလုပ်ပေးမယ်ကျုပ်ကတော့တကားပေါက်ကြီးကိုမြင်နေရတာပေါ့ဗျာတကားပေါက်ကတကားပိတ်ထားတာမဟုတ်ဘူးဗျဟောင်းလောင်းပွင့်နေရဒါပဲဒီကောင်တွေထွက်လို့မရတော့တာကျုပ်ကတစ်ဆုံးရေစင်ပလင်းကိုထုတ်ယူပြီးတော့တကားပေါက်ကိုရေစင်နဲ့တောက်ပေးလိုက်တော့တယ်ဟာတွေ့ပြီဟေးတာတီငါတို့တကားပေါက်ကြီးတွေ့ပြီဒါဆိုဒီဘောက်ကခုန်ထက်လိုက်ဆိုင်ဟဲ့ဟောဒီကောင်တွေကခုန်ထက်လာပြီတယောက်စလုံးမြေကြီးပေါ်ဖင်ထိုင်ရဲ့ပြုတ်ကျကြတာကျုပ်ကဒီကောင်တကောင်ဆွဲထုတ်ပေးလိုက်တော့တယ်တက်တယ်မင်းဟိုလိုင်ကောင်းကြီးတွေကဝင်ပြီးတော့လိုက်လာမို့လားအေးဟုတ်တယ်ကွနေပါဦးမင်းတို့နေရာဘသူကအောင်မင်းတော့ငါအောင်မင်းငါအကြီးဒီကောင်အငယ်အောင်မင်းကျုပ်ကလက်နေထမီမီးရအောင်မှဒီကောင်တွေကိုတည်တည်ချာချာကြည့်ပြီးတော့မှတ်ထားလိုက်တော့တယ်နေအောင်ကအောင်မင်းဒီရွာလူတွေလည်းတရားမှမြင်ပါလားကျုပ်ကမသိဟန်ဆောင်ပြီးမေးကြည့်ရဗျဒီကောင်တွေပြောတာကိုကြားကျင်လို့မသိဘူးကွာညဆိုရင်မောင်ကြီးထွတ်ထွတ်ပြီးတော့လူကြီးကြီးတွေရောက်လာတယ်ပြီးဒီလူတွေတယောက်မကြံထွက်သွားတော့တာပဲကွာဘယ်သွားပြီးတော့ဘာလုပ်ကြမှန်းတော့ငါ့လည်းမသိဘူးကွာမင်းတို့လိုက်မကြည့်ကြဘူးလားဟာတတေးရလေလိုက်ကြည့်ဖို့နေသားအဲ့ဒီမောင်ထုရဲ့လူတွေရောက်လာနေငါတို့အိမ်မှာတကားပေါက်ကြီးကပျောက်သွားပြီးတော့နေရနေကြီးဖြစ်သွားတာကွာဘဲမှထွက်လို့မရတော့ဘူးဒီလူတွေဘယ်ချိန်ပြောင်းလာတော့မနဲ့အာယုံတက်တဲ့ချိန်ဆိုရင်တော့ကျွစီနဲ့ပြောင်းလာကြရောကွာဒီရောမှာငါတို့နေရဲ့အိမ်ကတကားပေါက်ကြီးနဲ့ပြန်ပေါ်လာရောနေပိုင်းဆိုရင်တော့ပျော်ပါပဲကွာရွာထဲမှာတွားကြလာကြပြောကြဆိုကြနေနေရပဲညဆိုရင်တော့ဘယ်တော့ကြမှမသိတာကျုပ်ကနိုင်ယူမီးအောင်မှကြည့်လိုက်တော့တယ်ဟာတကောင်တော့ကြော်နေပါရောလားရွာကြီးကအကြီးကြီးဆိုတော့ရွာထဲမှာတလန်းဝင်တလန်းထွက်နေဒီကောင်တွေကိုလိုက်ခေါ်နေရတာတော်တော်ကြာသွားတာပဲကဲအောင်မင်းနဲ့အောင်ဝင်းငါတို့သွားကြဆိုတောင်ဆက်မှာငါလေးထားခဲ့မင်းလူတွေပြန်မလာခင်ငါတို့ဒီကထွက်မှဖြစ်မယ်ဟာနေပါအောင်ကွာတတ်တယ်ငါဘာတွေဖိုးပါကိုတောက်ခေါ်ကြလို့ကွာဘာမင်းတို့ဘာတွေဖိုးပါလဲဒီရောက်နေရလားအေးဟုတ်တယ်ကွာဘာတွေဖိုးပါပျောက်သွားတာ10နှစ်ရှိပြီအခုဒီမှာလာတွေ့ဒါပေမဲ့အဲ့လူတွေကဘာတွေတနေရာမှာထားတာငါတို့နဲ့တူတူမထားဘူး
နေဘက်တော့ဘာတိနေကတော့အတူတူနေလို့ရတယ်ရဆိုရင်တော့ကိုယ့်နေရာကိုပြန်ကြရတာကွာဟင်မင်းတို့ဘာတွေကဘလောက်ဝေးတော့မြင်မြင်တော့မြင်မြင်ပြန်မရမှာနော်မင်းတော့ခေါ်မလားဟာမဟုတ်ဘူးလေဒါတည်းရဲ့သူလည်းအင်ဒီကာပေါက်မရှိပဲနေရပိတ်နေမှာပဲနီကွာမင်းလိုက်လို့ဝေးမှာထွက်လို့ရမှာပေါ့အော်ဟုတ်သားလေဒါဆိုနဲ့မင်းရှိရသွားပြီတော့ကျတို့တုံရောက်ရွာကြီးထဲမှာတလန်းဝင်တလန်းထွက်နေတော်တော်ကြောင်သွားရတာပြို့ဦးဖိုးပါကိုထားတာတော့ရွာစုံမှာဘာတွေဖိုးပါဟေးဘသူတော့ဦးဖိုးပါအိပ်ပျော်နေရတော်တော်နူးယူရတယ်ကြီးဗျဘာတွေကျုပ်တို့ပါအောင်မင်းနဲ့အောင်ဝင်းဟေးမင်းတို့နေရာအပြေဘလို့ရောက်လာတော့ဟိုလူရင်းနဲ့ပါသွားရလားအာမဟုတ်ပါဘူးဘာတွေကဟောဒီမှာတာတီဆိုတဲ့ကျုပ်တို့တင်ငယ်ကြီးကလာခဲ့လို့ဗျဘာတွေမြန်ထွက်ခဲ့တာတီကဘာတွေထွက်လို့ရအောင်လှုပ်ပြီးလိမ့်မယ်ကျုပ်ကမြင်နေပြီလေသူတို့မမြင်ရတဲ့တကားပေါက်ကြီးကိုတစ်ဆုံးရည်စင်နဲ့တောက်လိုက်တော့တယ်ဟာမြင်ပြီဟေ့တကားပေါက်ကြီးငါမြင်ပြီဒါဆိုကူးခုန်ထွက်လိုက်ဘာတွေဖိုးပါရေကြီးမှာဖင်ထိုင်ရဲ့ကြီးကြလာတယ်အောင်မင်းနဲ့အောင်ဝင်းကသူတို့ဘာတွေကိုပြေးပြီးတော့ထူကြတယ်ကဲလူစုံတော့သွားကြစို့ကျုပ်ကလော်စော်ပြီးတော့ထွက်လာတယ်ဘာတွေဖိုးပါဆိုတာလူကပူဖြစ်ပြဲပြအသက်40လောက်ရှိပြီသူလည်းသူရောက်နေတဲ့နေရာကိုဘာမှန်းသိဖို့မရဘူးသူကတော့ဒီရောက်နေရာ10နှစ်ရှိပြီဆိုတော့လမ်းတွေကိုမျက်စိမိတ်ရှောက်တောင်ရနေပြီပေါ့ကျုပ်ကဓမီကိုသူ့လက်ထဲထည့်ပြီးလိုက်တော့ဦးဖိုးပါရှေ့ကနေဥဆောင်သွားတယ်ကျုပ်နိုင်မောကြီးရော3နိုင်ကောင်းကင်နင်းလာပါဘောလားဟာဦးဖိုးပါအယုံတက်တော့မှလားဗျအေးဟုတ်တယ်ဒီမှာညတာတူတယ်ကွာတိတ်အေးရတယ်မရှိဘူးအယုံတက်လာတာဘလို့နေရာမှန်းမသိပါဘူးကွာရွာနာမည်လည်းမရှိဘူးလေဘလို့လူတွေမှန်းကိုမသိတာပါညဆိုလည်းဘယ်သွားကြမှမသိဘူးဟောလူတန်နေကြပြီပြို့ကျူစီနဲ့ရွာလေးကိုပြန်လာကြတာကိုဖိုးပါလူတန်နေကြပြီပြေးတော့ပြေးကျုပ်ကပြောဆူစပြီးတော့သူတို့3ယောက်လည်းပြေးကြတာပေါ့လူတန်နေကတော်တော်နီးလာပြီရွာလေးကိုဝင်လာကြပြီထင်နေတော်ပါသေးရဲ့ရှေ့မှာရွာတကားမြင်နေရပြီကျုပ်တို့လေးယောက်တဲတော်မီကိုဖျက်ပြေးကြတယ်ရေစက်ရောက်တာနဲ့ဒီပုံမြန်တက်ပြီးတော့လော်တက်3ချောင်းနဲ့စလော်ကြတာပေါ့ဗျာလိုက်ဟေ့ပြေးပြီဟာလိုက်ကြဒီပေါ်မှာတယောက်ပုံနေရဲ့ပြေးကြစမ်းမိမိအောင်ပြေးကြစမ်းဟေ့ဟာကြောက်ခဲနဲ့ဝိုင်းပြေးကြတာပြို့ကျုပ်တို့ခေါင်းတွေပေါ်ကနေကြောက်ခဲတဝီနဲ့ကြော်သွားတာပြို့တက်ဝင်လာတဲ့ကြောက်ခဲတွေကြောက်လေကျုပ်တို့ကလော်တက်နဲ့စီးပြီးတော့ရိုက်ချရတာပေါ့တက်3ချောင်းနဲ့တော်တာဆိုတော့ကျုပ်တို့သိမကြခင်ပဲတပတ်ခန်းကိုရောက်လာတာပေါ့ဒီလုံကြီးနဲ့ကျုပ်ကကန်းဆက်ကတပင်တွေကိုလိုက်ကြည့်နေရဗျကျုပ်ချီထားခဲ့တဲ့မင်းနဲ့3ဘွားတွေကိုပေါ့ကျိုးလိုင်ကူပေါက်ကိုမှတ်ထားတာလေဗျာဟောဟိုမှာတွေ့ပြီကျုပ်ကတပည့်မှာချီထားတဲ့တပတ်ကိုဖြုတ်လိုက်တော့တယ်ကျုပ်မြင်ပြီလေဗျာလိုင်ကောင်းပေါက်ယူကျုပ်မြင်ရပြီလေကျုပ်ကပိတ်ကင်တာဆိုတော့လှီကိုလိုင်ကောင်းကြီးကိုတန်းကွေဝင်လိုက်တော့တယ်လိုက်ဟေ့မိအောင်လိုက်ကြဟေ့ဟာကျုပ်တို့နောက်မှာလှီယူနဲ့လိုက်လာကြတာပြို့ဒါပေမဲ့ကျုပ်တို့ကလိုင်ကောင်းတွေကချောင်းမှာလုံနေကြပြီလေဗျာအဖေကပြောလိုက်တယ်နိဒီပုံသားတွေကလိုင်ကောင်းပေါက်ကိုမမြင်နိုင်ဘူးလေသူတို့ကြည့်ရင်ကြောက်နေရင်ပဲမြင်ပါတယ်ဗျဟုတ်ပါဗျာ40စင်းလောက်ကျုပ်တို့ဝင်လာတဲ့လိုင်ကောင်းပေါက်ကနေဖြက်လို့သွားကြတယ်ကျုပ်တို့လည်းမောင်လေးမှာတော်တော်လေးလှော်ပြီးတော့မှဘီယိုကိုမီးထွန်းလိုက်တယ်နောက်ထပ်မီးခွက်တလုံးထိုးရတာပေါ့ဒီတော့မှလိုင်ကောင်းမြစ်ထဲမှာလင်းသွားတော့တာပေါ့မနေ့9နာရီထိုးတော့ကျုပ်ကအောင်မင်းတို့မေးထည့်ပြီးလိုက်တဲ့ကောင်းကြီးခြေထောက်နဲ့စေသားဖို့ကိုကျွေးဒီကောင်နဲ့ကောင်ရောဥဖိုးပါကြီးရောအိမ်ရမိသားစုရဲ့အနံ့တက်ကိုရပြီးတော့မြေပေါက်ကျလာကြတာပေါ့ဗျာအိမ်ဒီတနေ့နောက်ထပ်တညကြာသွားပြီးလို့မနေ့ရောင်လီတန်းချိန်ရောက်တော့မှကျုပ်တို့တွေရေတကုံမရေကြတန်ကိုစပြီးတော့ကြားရတာပေါ့ဟာရေတကုံတန်ဟိဒါရေတကုံတန်ကွာစနေလုံးပြောက်သွားတဲ့ဥဖိုးပါဝမ်းသာအရန်နဲ့អော်လိုက်တာဗျဒါပေမဲ့ဥဖိုးပါရဲ့အတန်ကတော့ငိုတန်ကြီးနဲ့ပေါ့ရေတကုံအောက်ကကျုပ်တို့လှေထွက်လာတော့ရေတကုံချောင်းလေးမှာလင်းထင်နေပြီနေအောင်ကျနေတဲ့ချောင်းရီကတစ်ဖက်ဖက်လက်လို့ပေါ့ဗျာချောင်းလေးမှာလေလေးတွေတောင်တော်လို့ခက်လို့သွားနေကြတယ်သူတို့ရောက်တော့မိသားစုတွေတယောက်နဲ့တယောက်ဖက်ပြီးတော့ငိုလိုက်ကြတာဗျာအင်းဒီနာချင်းတွေတင်းကြားသွားတဲ့လက်တက်ခွေရသွားရင်လည်းရောက်လာပြီးတော့တန်တော့ဖြစ်ကြရတာပေါ့အထူးသဖြင့်တော့ကိုဖိုးဖားရဲ့တငယ်ချင်းတွေပေါ့အိမ်ညာပဲမဖဲပါဘူးကျေးဇူးတင်လို့ဆိုပြီးတော့စားပွဲတောက်ပွဲထပ်ပေးပါဆိုလို့ရေကမီးကနက်ကတော်ကြီးကိုခေါ်ပြီးတော့တင်းကြိုင်တစ်ခေါက်သွားရသေးတယ်ဗျဒီခါမှာတော့တင်းကြိုင်နေမှာလူစီသားအတူရကေပုံကပြန်လာကြတဲ့ကိုဖိုးဖ
အောင်မင်းအောင်ဝင်းတို့ကလည်းမတက်တွေရက်ပြီးတော့မဖဲပါကိုကျေးဇူးတင်ကြောင်းပြောကြတယ်မဖဲပါကလည်းစားရင်တောက်ရင်ကြည်ကြည်နဲ့နဲ့ရီလို့ပြနောက်နေ့ရက်ကျတော့ကိုဖိုးပါရဲ့အောင်မင်းနဲ့အောင်ဝင်းရဲ့မြင်းတစည်းစီနဲ့ကျုပ်ကိုအိမ်ရောက်လိုက်ပို့ကြတယ်ကျုပ်ကတော့လာတော့စီခဲ့တဲ့မြင်းညိုကြီးကိုပဲစီးပြီးတော့ပြန်ခဲ့တာပေါ့ဗျာပရိသတ်များရှင်ရေတကုံချောင်းဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာပြီးဆုံးသွားပါပြီနောက်ရက်များမှာလည်းဇာတ်လမ်းကောင်းများစွာတင်ဆက်ပေးအောင်ပါမို့အားပေးနားဆင်ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်